တောက်ကြနဲ့စနေအတွဲလေးတွေမှာဆိုလို့ရှိရင်တောက်ကြကမိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်အသက်ပိုပြီးတော့ငယ်မှဆိုရင်တော့နည်းနည်းတော့ရန်ပိုဖြစ်မယ်ပေါ့နော်ဒီအတွဲကတောက်ကြကအသက်ပိုကြီးမှဒီအတွဲကပိုပြီးအဆင်ပြေနိုင်ပါတယ်ဘာလို့လဲဆိုတော့တောက်ကြကရှည်စနေကမီးတောင်မှအစွဲလန်းကြီးတယ်တမင်းမြင့်နဲ့လောင်တတ်တဲ့မီးခဲလိုမီးမျိုးပေါ့နော်အဲ့ဒီကြတော့တောက်ကြကနေရာတကာမှာထင်ပေါ်ခြင်းနဲ့ပြီးတော့သူ့ကိုလူကြားထဲမှာဆိုရင်လည်းလူသိများတယ်အဲ့တော့တောက်ကြကငယ်နေစိတ်ကစားတဲ့အခါကျရင်ဒီအတွဲရရေရှည်မြဲဖို့မလွယ်ပါဘူးစနေကအညိုတေးအရန်ကြီးတယ်အချစ်ကြီးတယ်အမျက်ကြီးတယ်သူကမသိကြအောင်စောင့်နေပေမဲ့တောက်ကြသူ့ချစ်သူနဲ့ပတ်သက်တာကိုမသိတာမဟုတ်ဘူးပေါ့နော်အကုန်လုံးကိုသိနေတယ်ဒါကြောင့်တောက်ကြကချိန်ညီမှပြီးတော့တီတီငိမ့်ငိမ့်နဲ့ရင်းချက်မှဒီအတွဲလေးကအဆင်ပြေမှဖြစ်ပါတယ်ဆရာမပြောပြတဲ့အထက်မှာဘယ်နှစ်ချက်လောက်မှန်လဲဆိုတာကိုမှန်မှရေးပေးခဲ့ပါတာတော့ကိုဆရာမရဲ့ Viber မှာလာမေးလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်